ကဲဒီနေ့မှာတော့စောက်သုံးကြတဲ့ public တွေကိုစီလောင်းခံပြီးတော့ဘယ်လိုကယ်ရမလဲဆိုတာကိုပြောမယ်ဒီလေးမှာတော့ကျွန်တော်နဲ့တင်ရတဲ့ hero ကတော့စမ်းဖြစ်ပါတယ်စမ်းဆိုတဲ့ hero ကအလီမှာဘာအိမ်မက်မှလည်းမရှိပါဘူးဒမ်းမီမှလည်းမရှိပါဘူးစီလောင်းကတော့အလီမှာ inside နဲ့ skill တွဲသုံးပြီးတော့သူ့ကို AAC တက်လို့ရပါတယ်စမ်းကို AAC တက်ပြီးဆိုတော့ family ရဖို့အတွက်ဒီ EAP ဟောက်စားပါမယ်ပြီးရင်ဒီ crit တွေကို AAC စားမယ်အမှပြမှာဆန်းရဝင်ချလာတာ skill 2နဲ့ဝင်ရတယ်ပေါ့ကျွန်တော်ကဘေးက skill 2နဲ့ပြန်သုံးတယ်ပြီးလို့ရှိရင်ကျွန်တော်ခဲသွားပြီးတော့ဒီကောင်ထွက်ပြေးတယ်ဒီလိုနဲ့ပဲဆန်းကျွန်တော်နဲ့လဲကိုရှင်မထိန်နိုင်မဲနဲ့အလဲလင်းကိုရောက်သွားပြီးတော့ live fan နေပါတယ်ကျွန်တော်ကလည်းဘယ်ရမလဲကိုလင်းကိုပြီးပြန်ပြီးတော့ဖတ်ပါတယ်ကိုလင်းမှာ family ွားလို့ရှိရင် family အများကြီးရဖို့အတွက်အလဲလင်းရခွင့်ရပါသွားစားပါဒါဖြစ်လို့လူစားရလဲဆိုရင်တခြားကောင်းတဲ့ကောင်တွေပါရင်တော့ကျွန်တော်အဲ့လိုမပြောလို့ပြစားလည်းမစားအခုကကျွန်တော်ဘက်ကပါတဲ့ကောင်တွေဗျာ၄ယောက်လုံးဝပုတ်နေဗျာကျွန်တော်တယောက်တည်းအဲ့လိုမျိုးထောင်ပြီးတော့စော့နေရတော့အဆင်မပြေဘူးအဲ့ကြောင့်သူတို့ဟောက်စားဗျာကျွန်တော်ဘက်ကကောင်တွေဘယ်တော့ပေးလဲမပေးလဲတော့ကျွန်တော်ဒီမှာဗဒဲကြီးဝင်ချပေးနေသူတို့ကဗျာဗနတာတကောင်လေးကို၃ကောင်ပေါင်းပြီးမနိုင်ဘူးတဲ့ကျွန်တော်မှအသက်ခံလိုက်ရတယ်ဒီလိုနဲ့ကျွန်တော် family လိုက်ဆိုတဲ့ live fan နဲ့ crit တွေစားရဗျာဒီမှာဗျာဆန်းနဲ့နနာကိုကြည့်ဗျာဘာမှလည်းမလုပ်ဘူးမှာဆန်းဆိုပတ်သွားစားတယ်ဗျာကျွန်တော်ဒီမှာဘူးမှမရှိလို့တောင်ချိုးတယ်ဗျာကျွန်တော်တောင်လည်းအဲ့ဒီဘက်ကကောင်တွေချိုးနေတယ်ကျွန်တော်ချိုးတယ်ဗျာအဲ့ဒါနနာကူမှလာပြီးတော့ချိုးတယ်အဲလင်းချိုးပြီးတော့ကျွန်တော်အောက်လင်းကိုသွားတယ်အမှ obsidian တွေ့လို့ကျွန်တော် cake ကောက်လိုက်တယ်ဗျာ cake ရပြီးတော့အလားတူမပြအောင်လို့ကျွန်တော် crit တွေကိုစားတယ်ဗျာအတက်နိုင်ဆုံးစားတယ်တောင်းလူတွေစားမှမဟုတ်ဗျာကြောသွားမှဗျာဘာလို့လဲဆိုတော့ကျွန်တော်ကတခြားဆော့နေရတော့ကြောင်ဗျာ crit တွေစားတဲ့အပြင်ကိုဗတ်တွေပါစားတယ်ပြီးလို့ရှိရင်ရသူတောင်လည်းချိုးတယ်ဗျာချောင်းနဲ့တူတောင်ချိုးပြီးလို့ချက်ချင်းပဲကျွန်တော်အလဲလိမ့်မှာပဒဲဖြစ်တော့မှသိလို့ကျွန်တော်ပဒဲဖြစ်တဲ့နေရာသွားတယ်ပြီးလို့ရှိရင်အဲ့ဒီမေးကိုကောက်တယ်ဗျာမေးကလေရတိလာလို့1 2 3မျိုးကျွန်တော်အဲ့ဒီမေးပါကျဲပြီးကျွန်တော်အဲ့လိုမျိုးတားတယ်ဗျာကျွန်တော်ရအောင်တက်လိုက်တယ်ဒီနေရာမှာဆိုရင်ဗျာ obsidian ကျွန်တော် damage ပေးတယ်ဗျာချောင်းအမှ damage သွားပေးရမှာမပေးဘဲနဲ့ကန်ဖို့လည်းမရှိပါဘူးသူဘာလို့မရှိရလဲဆိုတော့ပဇာနာရဲ့ low ယူသူဒီကောင်ကန်တဲ့အတွက်ကြောင့်ဘာမှမရှိတာဗျာသုံးကြလားမကြလားအမှကြည့်ဗျာဒီနေရာမှာထက်ကြည့်ပါအောင်ဗျာကျွန်တော်တို့တင်ဘက်ကချောင်းနဲ့ကြည့်ဘာလို့လုံမှန်အောင်မသိဘူးဗျာကျွန်တော်ကြီးကောက်လိုက်တယ်အမှဘာလို့လုံမှန်အောင်မသိဘူးအဲ့ကြောင့်မို့ချောင်းဘန်းမှလို့ပြောနေတာဆောက်ရှူးတွေကွာဒီနေရာမှာကျွန်တော်တို့ဘက်ကစမ်းလေးမတင်အောင်လို့ကျွန်တော်ကာကွယ်ပေးတယ်ကျွန်တော်ပါပြန်သေးသွားတယ်ပြီးတော့ဒါကတော့ကျွန်တော်ညံ့တာပေါ့ဗျာတကယ်ဆိုရင်ကာကွယ်မပေးတယ်ဗျာလွတ်ထားလိုက်ကျွန်တော်ပြန်ရှင်းလာဗျာအမှဗျာချောင်းကြီးဘဏ္ဍာလောက်တာထိလည်းမထိပြီးပြောဘဏ္ဍာသူ့ပြန်တော့သွားဗျာကျွန်တော်မှလွတ်နေတဲ့မေးလေးကိုကေးလေးလိုက်စမ်းတဲ့တူပြီးတော့ဂျွန်နေတဲ့ obsidian လေးကိုကျွန်တော်1 2လေးနဲ့တုံးပြီးကိကောက်လိုက်တယ်ဒီညမှာဆိုရင်လည်းဗျာတစ်ဖက်ကမေးရစာတက်တယ်ဗျာကျွန်တော်အဲ့ဒီမဲ့တုံးပြီးစတန်ပေးရတယ်ကျွန်တော်ကလည်းအခွင့်အရေးကိုပေးရမယ်အကောင်မောင်တိုက်ပြီးရအောင်တက်လိုက်တယ်သေသွားတယ်တော်စာတက်နေလို့လေဘာမှတော့မဟုတ်တယ်ဗျာတပွဲလုံးစိတ်နောက်ရှက်ပေးတယ်အကောင်မှပဇာနာပဲဒီညမှာဆိုရင်လည်းဗျာကျွန်တော်ဂူရှင်လေးသွင်းနေလို့အဲ့ဒီမဲ့လေးနဲ့တုံးပြီးလိုက်ပါသူကအဲ့ဒီမဲ့နဲ့တုံးပြီးတော့ထွက်ပြေးတယ်ဗျာကလောတရားမရှိလို့ပဏာလေးကလောရတယ်ပြီးလဲပြီးတော့ပဇာနာနဲ့တွေ့တယ်ရှော့ရတယ်ဗျာဒီညမှာဆိုရင်ဗျာမြေပုံကြည့်လိုက်ဗျာအရင်ဘက်ကဗျာကျွန်တော်တို့ဘက်ကကောင်တွေကိုချဖို့အတွက်စောင့်နေကျွန်တော်ကလည်းစီလောင်းဆိုတော့လည်းဖိနှိုက်ကောင်ဆိုတော့လေဘာမှမလုပ်ဘဲနဲ့ပြီးမှအကောင်တွေအဲ့ဒီမိတ်စပက်ကြီးကုံသွားတော့မှအခဲမရှိဖြစ်တယ်ပဇာနာလေးကောက်တယ်ပြီးလို့ပြီးတော့ကုရှင်မှာထပ်ကောက်လိုက်ကြာအောင်လည်းဗျာပြီးတော့မဆန်းနဲ့ချနေရဗျာမကျော်စမ်းမနိုင်ဘူးကျွန်တော်လည်းဝင်ပြီးတော့ကုညီပေးလိုက်ကျွန်တော်စမ်းအောင်တကူရပါတယ်ချိန်လာသားမပြောင်းလို့ဗလီစားလိုက်ဗျာအမှ obsidian ကျွန်းလာပြီးတော့ဗလာလုံးနဲ့ခွိလာရှင်းနေဗျာကျွန်တော်ကီးကောက်လိုက်တယ်ကီးကောက်ပြီးတော့စားလို့မပြီးသေးတဲ့ဗလီပြန်စားတယ်အမှဗနရာနဲ့တွေ့တယ်ကျွန်တော်ကိုဘာညာအကွက်ပြတယ်ဗျာပြီးလည်းပြောဒီကောင်ပြန်ပတ်သွားတယ်ဒီဘက်မှာဆိုရင်ကျွန်တော်ဘက်ကကောင်တွေကြီးခြောင်လဲကြည့်ကိုဗနရာ final block ခင်းတာယူမြန်မာလူဝင်ချောက်တယ်ဇီယံပြီးတော့လည်းကျွန်တော်မှားသွားကြတယ်မြန်မာလူဝင်လို့ကကျွန်တော်ကြော်အဲ့ဒီနေရာမှာလည်းဒဲကြီးဝင်မဆိုင်မနဲ့အနောက်ကနေဖိနေလို့ရှိရင်ကျွန်တော်မီနီယံစားပြီးတော့ပေါက်နိုင်တယ်ဒီလိုနဲ့ပဲကျွန်တော်ပြန်ထွက်လာတယ်ပြန်ထွက်လာတဲ့အချိန်မှာ obsidian လည်းတိတ်နေဗျာဟိုဘက်ကလည်းကျွန်တော်ဘက်က area လေးကတော့အကူကနည်းနည်းပါပါပဲသူကလည်းဟိုနေမဖြစ်အောင်ကျွန်တော်လည်းပြီးတော့ enemy တွေလိုက်ရှာဗျာ enemy ကမရှိတော့ Christian တွေတော့မှာဗဒရာနဲ့တွေ့ရဗျာဗန္ဒာကျွန်တော်တက်လို့ရမှာဆိုဒီကောင်ဝင်တာပေါ့ကျွန်တော်2-1လေးတုံပြီးတော့ပေါင်းတက်လိုက်တယ်ဒီကောင်တေသွားတယ်အမှကျွန်တော်နိုင်သွားရပေါ့ဗျာဒီပွဲမှာစိတ်ပြရအောင်ဗျာဒီချောင်းနနာကိုစိတ်ပြရအောင်စမ်းလို့ပို့ဆိုးရတော်တော်ဘာလို့လို့မြန်ပြီဗျာဒါတော့မှကျွန်တော်ဒီကလလေးဆော့ရည်လားလင်းဆော့မှပဲဆိုလို့ဆော့တာအဆင်ပြေဘူးဗျာဘရာတို့ပဲကြည့်လိုက်တော့တော်ရွတ်အဆင်ပြေဘူး